ဒီကဘာပေါ်မှာသစ္စာတရားဆိုတာတကယ်ပဲရှိပါသလားတိုကျိုမြို့ရဲ့အစီကားဆုံးရှီဘူယာဘူတာယုံရှိမှာလူတိုင်းသွားရောက်တတ်ပုံရိုက်လိရှိတဲ့အကောင်လေးတစ်ကောင်ရဲ့ကြီးရုပ်တုရှိပါတယ်အဲ့ဒါကတော့ကဘာသမိုင်းမှာသစ္စာအရှိဆုံးလို့တင်စားကြတဲ့ဟချီကိုဆိုတဲ့ခွေးလေးပါပဲဆက်လန်းကတော့1924ခုနှစ်ကစတင်ခဲ့တာပါတိုကျိုတက္ကသိုလ်ကပါမောက္ခအိုအိုမိုဟာဟချီကိုလို့အမည်ရတဲ့အကီတာမျိုးနွယ်ခွေးလေးကိုစတင်နေလုပ်ခဲ့ပါတယ်သူတို့နှစ်ယောက်ရဲ့တန်ရုံးစီဟာအလွန်ပဲထူးခြားပါတယ်ဟချီကိုဟာမိတိုင်းသူ့အရှင်သခင်အလုပ်သွားရင်ဘူတာယုံအဖြစ်ဝတ်ခဲ့ပြီးနေရှိညနေ3 နာရီယထာဆိုင်တဲ့အချိန်ဆိုရင်ဘူတာယုံရှိကနေကွက်တီပြန်ကြိုလေးရှိပါတယ်ဒါဟာသူတို့ရဲ့မိစဉ်ပြောစရာအလိအထားတစ်ခုပေါ့ဒါပေမဲ့1925ခုနှစ်မေလရဲ့မနက်ခင်းတစ်ခုမှာတော့အရာအားလုံးရုတ်တရက်ပြောင်းလဲသွားတယ်။ပေါင်မောက်ခါကြီးဟာတက္ကသိုလ်မှာစတင်နေရင်အုံနောက်တီချိုးပြပြီးရုတ်တရက်ပွင့်လို့သွားခဲ့ပါတယ်။အဲ့ဒီညနေ3 နာရီမှာတော့ဟချီကိုတယောက်ဘူတာယုံရှိမှထုံးစံအတိုင်းစောင့်နေခဲ့တယ်။သူ့အရှင်သခင်ကတော့ဘယ်တော့မှစီမလာတော့ပါဘူး။အရှင်သခင်ဆုံးပါသွားတာကိုဟချီကိုလုံးဝနားမလည်ခဲ့ပါဘူး။သူသိတာကသူ့သခင်ပြန်လာလို့နေလို့ဆိုတာပဲအဲ့ဒီနေ့ကစလို့နေပူပူမိုးရွာရွာနှင်းနေပဲကြကြညနေ3 နာရီလောက်တော့ဟာချီကိုဟာအဲ့ဒီဘူတာယုံရှိမြင်းစီရက်ဆက်လာရောက်ဆောင်ဆိုင်ခဲ့ပါတရက်မဟုတ်တလမဟုတ်သူကိုယ်တိုင်အသက်ကြီးပြီးတည်ဆုံးသွားခဲ့တဲ့အထိ10 နှစ်နီးပါးကြာအောင်တဆိုင်မမတ်ဆောင်ခဲ့တာပါ1935ခုနှစ်မှာတော့ဟာချီကိုဟာဘူတာယုံနားမှာတင်အီးချမ်းစွာတည်ဆုံးသွားခဲ့ပြီးအခုဆိုရင်ကောင်းကင်ဘုံမှာသူ့အရှင်သခင်နဲ့ပြန်ဆုံတွေ့လောက်ပါပြီအချိန်นี้ဘလောက်ပြောင်းပါစီဒီလိုတစ္ဆာတရားမျိုးကတော့ကဘာတီတရွေဘယ်တော့မှမေးမိတ်မသွားပါဘူးပဟူတူတာနဲ့စိတ်လှုပ်ရှားစရာဇလန်းတွေအတွက် Key and ကို subscribe လုပ်ထားအောင်နော်တင်ဘဝမှာဒီလိုတစ္ဆာရှိတဲ့သူရှိဘူးလား comment မှာပြောခဲ့အောင်နော်